ကျွန်တော်တို့မြန်မာနိုင်ငံမှာကပြူလဲဗမာလဲပြူဆိုတဲ့အရာဗမာတွေကပြူကနေဆင်းသက်လာတဲ့လူမျိုးတွေဖြစ်တယ်ဆိုတဲ့အရာကိုလိုက်ပြီးတော့ဖြစ်စေခြင်းနဲ့အုပ်စုတွေရှိတယ်လိုက်ပြီးတော့ဒီတမိုင်းကိုဒီအထောက်အထားတွေကိုလိုက်ပြီးတော့ဖြစ်စည်းခြင်းတဲ့သူတွေရှိတယ်အုပ်စုတွေရှိတယ်ဘယ်သူတွေလဲဆိုတာတော့နာမည်တော့ထည့်မပြောတော့ဘူးသူတို့ကို respect ထားတဲ့အနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြူလူမျိုးတွေဆိုတာကတမိုင်းကြောင်းအရန်ရှည်လျားတဲ့လူမျိုးတွေဖြစ်တယ်ကဘာဥစားလူတွေတဲ့လူမျိုးစုတွေတဲ့ကတခုလိုတောင်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်ပြူတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာအခြေချနေထိုင်လာတယ်ဆိုတာကခရစ်တော်မပေါ်မီကလေးကတိုင်အခြေချနေထိုင်နေတဲ့လူမျိုးတွေလို့ပြောလို့ရတယ်။မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေအဖြစ်နဲ့အခြေချနေထိုင်နေတဲ့လူမျိုးစုလေးတွေလို့ပြောလို့ရတယ်။ဆိုတော့ကျတော့ပြူတွေရဲ့တမိုင်းကြောင်းကအရန်ရှည်လျားတယ်။အရန်ကြီးမားတယ်။နောက်တစ်ခုကကဘာမှာကလူမျိုးစုတွေတိုင်းမှာကတမိုင်းချောင်းရှည်လျားလေးလေးလူမျိုးကုံမြင့်လေးလေးလူမျိုးကုံတင့်လေးလေးတမိုင်းချောင်းရှည်လျားလေးလေးကဘာပါအမျိုးကုံမြင့်လေးလေးပေါ့ဆိုတော့ကြတော့ဒီဗမာတွေကလည်းပြူကနေဆင်းသက်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီတမိုင်းကိုဖျက်ဆီးခြင်းတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့အထူးသဖြင့်ဗမာတွေကိုဒီဗမာတွေရဲ့တမိုင်းကြောင်းကလည်းအရန်ရှည်လျားတယ်ဆိုတဲ့အရာကိုကဘာကနဲ့ဒီမြန်မာနိုင်ငံအတွင်းမှာလက်မခံအောင်လို့မလို့သူတို့ဖျက်ဆီးနေတယ်ဒီဗမာလဲပြူလဲဗမာဆိုတာကဘလို့ပဲသူတို့ဗမာတွေကပဲသူတို့ပြောတာကဒီအုပ်စုတွေပြောတာကဗမာတွေကပြူတွေကိုဝါမျိုးထားတယ်ပေါ့ပကံခင်းနဲ့ပကံခင်းအစောပိုင်းမှာဗမာတွေကအင်အားအရန်ကြီးထွားပြီးတော့ပြူတွေကိုတိမ့်သွင်းပြီးတော့ဒီပြူမျိုးတော်တွေမှာဗမာတွေအခြေချနေထိုင်ပြီးပြူတွေနဲ့ဗမာတွေနဲ့ရောသွားတယ်အဲ့လိုမျိုးပြောကြတယ်ဒါပေမဲ့ဘလို့ပဲရောသွားတယ်ပြောဗမာတွေကပြူနဲ့ဆက်ဆက်နေတဲ့သူတွေဖြစ်တယ်ပြူကနေဆင်းသက်လာတဲ့လူမျိုးတွေဖြစ်တယ်ဒါလည်းတမိုင်းထောက်ထားရှိတယ်တမိုင်းပညာရှင်တွေသိတယ်တမိုင်းသူတွေသိတယ်ဘာဖြစ်လို့ကျွန်တော်တို့ဗမာတွေကိုပြူနဲ့ဆက်ဆက်နေတဲ့လူမျိုးလို့မဖြစ်စေချင်တာလဲဆိုရင်ခုနပြောသလိုပဲဗမာတွေရဲ့တမိုင်းကလည်းပြူတွေရဲ့တမိုင်းလို့ရှည်လျားသွားမှာသူတို့ထက်တမိုင်းကြောင်းရှည်လျားသွားမှာအမျိုးကုန်တင်သွားမှာမလိုလားလို့ဖြစ်တယ်ဆိုတော့ဒီဗမာနဲ့ပြူနဲ့တမိုင်းကြောင်းကိုဖျောက်ဖျက်ခြင်းတဲ့သူတွေကဘယ်သူတွေလဲဆိုရင်ဗမာနဲ့ခစ်ပြိုင်လို့ပြောလို့ရတယ်မြန်မာနိုင်ငံမှာဗမာပြီးရင်သူတို့လို့ပြောလို့ရတယ်ဗမာတွေနဲ့ခစ်ပြိုင်လို့ပြောလို့ရတယ်အုပ်စုနှစ်စုပေါ့သူတို့ကကျွန်တော်တို့ဗမာနဲ့ဒီပြူနဲ့တမိုင်းကိုအရင်ဖျောက်ဖျက်ခြင်းတယ်အခုဆိုရင်လည်းအဲ့ဒီထိုင်းမှာထိုင်းနေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီဗမာနဲ့ပြူနဲ့ကဘာမှမဆိုင်ဘူးဆိုတဲ့အရာတွေကိုမဟုတ်မမှန်တွေချက်ပြနေတာတွေရှိတယ်ဒီနေရာမှာအဲ့ဒီကိစ္စကိုပြောချင်တာကလည်းဘာပြောချင်တာအဓိကဘာပြောချင်တာလဲဆိုရင်မင်းတို့ရဲ့လုံရက်တွေကမင်းတို့ရဲ့လူမျိုးဘဝမင်းတို့ရဲ့လူမျိုးဂုဏ်သိက္ခာကိုချနေခြင်းဖြစ်တယ်မင်းတို့ရဲ့လူမျိုးတွေရှေ့လျှောက်မှာမြန်မာနိုင်ငံမှာနိုင်ငံရေးကောင်းတဲ့အချိန်မှာတော့ကောင်းသွားပြီဆိုရင်တော့မင်းတို့လူမျိုးတွေရဲ့ပုံရိပ်ကဒီလိုတွေလုပ်ခဲ့တယ်တခြားနိုင်ငံတွေနဲ့ထိုင်းနိုင်ငံပေါင်းပြီးတော့ဒီလိုမျိုးတွေတစ္ဆာဖောက်ခဲ့တယ်ဆိုတဲ့အရာကြီးကျန်းနေမှာဖြစ်တယ်ဆိုတော့ကြတော့ကိုယ့်လုပ်ရကြောင်းကိုယ့်လူမျိုးတစ်ခုလုံးအခက်အခဲမတွေးစေနဲ့အရာတိုင်းမှာကတိခဏအတိုင်းအတာတော့ပဲရှိတယ်အတိုင်းအတာတစ်ခုထိပဲရှိတယ်ဗမာတွေကမတိလို့မဟုတ်ဘူးအဖက်လို့ပြီးမပြောခြင်းလို့မပြောခြင်းဖြစ်တယ်ဘာမှအရေးမပါတဲ့အရာတွေကိုမပြောခြင်းလို့မပြောခြင်းဖြစ်တယ်ဒါပေမဲ့ဗမာတွေမတိဘူးဆိုတာဘာမှမရှိဘူးမပြောခြင်းလို့မပြောတာပဲရှိတယ်ဒါရောသိထားဖို့လိုမယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကစကားပုံတစ်ခုရှိတယ်ဗမာအခက်တိုင်းရင်းသားအချက်ဆိုတဲ့စကားပုံရှိတယ်ဒီစကားပုံဆိုတာကလည်းရှေ့ဗမာလူကြီးတွေကအားရပေးခဲ့တာမဟုတ်ဘူးသူတို့တွေ့ကြုံခဲ့တဲ့အရာတွေကိုစကားအဖြစ်နဲ့ကြံနေခဲ့တာစကားပုံအဖြစ်နဲ့ကြံနေခဲ့တာဖြစ်တယ်အခုလည်းကျွန်တော်တို့တွေ့နေရတာပဲဗမာအခက်တိုင်းရင်းသားအချက်ဆိုတဲ့အရာကိုတိုင်းရင်းသားတွေကကောင်းကောင်းအသုံးချကြတယ်တိုင်းရင်းသားတိုင်းတော့မဟုတ်ဘူးအချို့သောတိုင်းရင်းသားတွေပေါ့အဲ့ဒီတိုင်းရင်းသားတွေကရှေ့ရခင်ကလည်းဗမာတွေပေါ်တစ္ဆာဖောက်ခဲ့တဲ့တိုင်းရင်းသားတွေဖြစ်တယ်ယခုလက်ရှိမှာလည်းဗမာအခက်တိုင်းရင်းသားအချက်ဆိုတဲ့အရာကိုတို့ကောင်းကောင်းအသုံးချနေရဖြစ်တယ်